ဖိနေနဲ့ပိတ်ကြပါ မချက်လဲနော်အားလေ အိုးဟာ ဒီပြောင်းလိုက်တော့ဆောင်းမှာငတ်တယ် မနက်စာငတ်တယ်ဒီမှာ မဆောက်စင်မှာခါပါဘူး ဘောနကပါ ဘောနာဝိုက်တာ မင်းကလာကိုမရအခုပါလေထုံးစမင်းတော့ လက်တုံးဆက်ပိုင်ရှင်ပေါ့နော်ဒါလက်တုံးဆက်ထောင်လာတဲ့အကိုရဲ့ကားပေါ့နော်မဟင်းဒရာထုံးဆက်ပါတင်လာတာဒီမှာမီလုံးကားပါဒီမှာခဏနေဒီမှာဒါလေးတဲတာလေ ဒီဟာလေး ကားပါဒီမှာဘေးချင်းလေးစက္ကန့်နော်အမဘေးချင်းလေးစက္ကန့်တောင်းတောင်းရှားပါလေးခမိုးတန်းတကားကြီးက အငုံစော ချီ ချီကျော် ဒီမှာအဲ့လေအမရေတောင်းချလိုက်ရတာဟုတ်လားဒီမှာချီချော်ပြ စပို့ခင်း ဒါပြကြောင်ညာပြရလက်ချို့ခင်းနော် ဒီမှာ ဒီမှာအမဖိနေနဲ့ပိတ်ကြပါ မချက်လဲနော်အားလေ အိုးဟာ လုံးမိုက်ရကိုရတော့ကိုတော့အဲ့ဟောထဲရတေးလေး ဒီမှာသေးလေးဟာလားဆက်ပြကွယ်မနာဘူးနော်ဒီမှာနော်အဲ့ကျွန်တော်ပြပေးမယ်ဒီမှာဒီကောင်ထည့်လိုက်နော်ခွတ်မနာတော့နော်ပြ တော့အနမ်းတော့ဘေးကိုတေးချ အဒန်မကြည့်လိုက်မကြည့်တုံးကတောင်းမကြည့်စင်တက်မှဒီကောင်ကြီးစင်တက်မှလာတာမစင်တက်ရင်အလကားပဲပတ်စံကုန်ပြီအလကားပဲဒီကောင်ကြီးစင်တက်မှရုပ်ထွက်တာပါ ထဲရလေထုံးစရောင်းတာဒီကိုရသူထုံးစလေးပါကဲကြော်ညာပေးပါကြော်ညာပေးလိုက် ဘောနတစ်ချက်ဖွင့်ဘောနပါတယ်လေဘောနပါတယ်ခဏလေးကျွန်တော်ဒါလေးပေး မဟင်းဒရာ ဘောနဒီမှာဘောနရှော့ပါအလေဘောနတစ်ချက်ကြောင်ညာပေး ဒီလိုပါတင်လာလို့ရတယ် အေးအမပြီးပြီးတိုးသွားမှရော်ပေးနေအောင် ဒီလိုပါထားမယ် အဲ့ဒါလေအဲ့ဒါအုတ်ချလိုက်ဟိုကလုတ်ပေးဘောနတစ်ချက်တစ်စင်အလဲထားတစ်စင်နောက်တစ်စင်နောက်ဆုံးတစ်ချက်ပိတ်ချလိုက်အောင်ပိတ်ချလိုက်အိုး ထုံးစလေးကတော့ပါစီလို့ပါ အိုးဒါလေး ထုံးစလေးပါကြော်ညာပါနော်ထုံးစလေးပါ လုံးဝနော် ဇီးလုံးနဲ့ လုံးဝဒီကောင်ကြီးစင်တက်မှရုပ်ထွက်တာမစင်တက်ရင်ပတ်စံကုန်ပြီးအလားကားပဲ ဒီကကြီးတယ် ဒီမှာစီဖုန်းဒီမှာကြီးစီဖုန်းဘယ်လောက်လာလဲကြီးမကြီးနောင်မီ တာချင်းတွေ့ရင်ကြီးရ ဒါနောင်မီကိုကျွန်တော်အပြည့်ကာဗွန်ပြည့်တော့မဟုတ်ဘူးကာဗွန်အဆိုမှအပြည့်ပဲနော်ပြောဒီမှာမလူးချုပ်တန်းအဲ့ဒါ